ခမည်းဘလောက်ပဲချမ်းသာအခေါင်းနဲ့ထဲ့တဲ့အခါမှာခမည်းခြေတော့မှာပါမှာအချီကျိုးပူချီထားတဲ့ခြေမတစုံပဲပါမယ်နော်ခမည်းပိုင်ဆိုင်တဲ့ရွှေဖနက်စိန်ဖနက်တွေမပါဘူးခြေတော့ကိုကျိုးလေးပဲခြေပြီးတင်ငန်းကုန်းပို့မှာဘာတွေဘုံရင်မြင့်နေကြတာတော့လွှာချင်းပနက်ချုပ်ပြီးတော့ပြန်သွားတယ်တိသွားပြီလူတွေပါနဲ့နေလဲဆိုတော့သူ့အမေရှိလွမ်းလို့ပြန်တော့မယ်တဲ့ပြန်မယ်ဆိုတော့လဲဆိုင်မွန်ကမတားပါဘူးလောကကြီးမှာအချိန်တိုင်းခွဲကြရတာပဲလေပြန်ပါထားတော့လူတွေဘာနဲ့နေကြသလဲကြပြားလေးထဲမှာဆရာတင်မို့ကြပြားတစ်ဘာနဲ့နေတော့မေတ္တာနဲ့နေတယ်နှစ်ပညာနဲ့နေတယ်သုံးစေတနာနဲ့နေတဲ့အပြင်လေးကိုချင်းသီလမပါရွာတီ၍မရကိုချင်းသီလဆိုတဲ့နန္တာထံရာတွေအကုန်ပြောက်မယုံနိုင်လောက်အောင်လားနိုင်ငံတနိုင်ငံတိဆောက်မဲဆိုရင်အဲ့ဒီနိုင်ငံသူနိုင်ငံသားများဟာမေတ္တာပညာစေတနာကိုချင်းသီလအပြင်ငါဂတိသစ္စာမပါရွာတီ၍မရဂတိသစ္စာဆိုတဲ့နန္တာတရားတွေအကုန်ပြမယုံနိုင်လောက်အောင်လားဂတိသစ္စာနဲ့လည်းနေရပါတယ်ဗမာစကားပုံလူတိုင်းသိပါတယ်စီကန်းသည်လူဤဟုတ်လားအဲ့ဒါမှန်လား